ဒီနေ့ပိုင်းမှာတော့ကိုကြီးကသူ့ဆောင်ပြပြီးတဲ့နောက်မှာအနိုင်ရဖို့ကခုဂီဆာဂီလို့ခေါ်တဲ့ဒီဆိုပွဲကောင်မလေးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်ခုဂီဆာဂီကစမစ်တာရဲ့တွင်းထဲကိုခေါ်ဆောင်သွားပြီးသူတို့ရဲ့တောင်ပေါ်ကတွင်းထဲမှာကျိတ်ဆဲနေတဲ့လူများကိုတပ်ပစ်မယ်ဆိုကထွက်သွားပြီးတာနဲ့တခြားကျောင်းကရာရှိတယောက်ကသူတို့ကောင်းကင်ကနေဖုံးဝေထားတဲ့ကလားကားကိုထွက်ပစ်လိုက်ပါတယ်ပူချီကိုတို့ကသူ့ရဲ့နှစိုးခွေးတွေကိုကျင်းစာစီဦးတီကိုဖိတ်ခေါ်နေချိန်မှာအပြင်လောကတွေကိုဝင်လာပြီးပူချီကိုတို့ကသူတို့ဟာအေယာမမွေးရပါနာမည်တစ်ခုထဲမှာရှိနေမှမသိပဲပြန်လဲတဲ့အခါရက်တက်မှုအော်ဟစ်လိုက်ပါတယ်သူတို့ထွက်ပေါက်ကထွက်သွားတာကိုတတိပြုမိပေမဲ့အဆောက်အဦတွေကိုပုံမနှက်ဆိုင်ထွန်သွားပြီးယူကြီးကအလောင်းကိုတွေ့လိုက်ရပါတယ်သူ့ကိုတင့်တော်တဲ့တင်ကြိုင်တစ်ခုပေးဖို့အပြင်ကိုခေါ်ထားခြင်းပေမဲ့ပူချီကိုတို့ကသူ့အင်ဂျီကိုဆွဲကန်လိုက်ပြီးသူ့ကိုပက်လိုက်ပါတယ်။နဲ့ပတ်သက်တဲ့အကြောင်းအရာအလုံးကိုခေတော့ကဲတင်မို့တော့မထိုက်တဲ့ကျင်းစာတစ်ခုကသူတို့ကိုတပ်ပြတော့မှမို့သူတို့ရဲ့ခန္ဓာကိုယ်နဲ့ဆွဲချလို့မရအောင်လုပ်နေတာပြီးတော့ဒီလူကကလေးမလေးကိုဖုံးကွယ်ထားရဲဆိုတဲ့အဖြစ်နဲ့ပတ်သက်တဲ့အကြောင်းအရာအလုံးကိုသူဝင်ရောက်ခွင့်ရရှိခဲ့တယ်လို့ပြန်ပြောဆိုခဲ့ပါတယ်။ရက်မဝီကားမောင်းရင်သူမကိုတက်လိုက်တဲ့အတွက်ဖူဂျီကသူ့ကိုကဲတင်တဲ့သူကတစုံတစ်ယောက်ကိုတက်လိုက်ရင်အလုံးမလဲလို့မေးပါတယ်။ဒါပေမဲ့ယူဂျီကကိုဘာကြောင့်ကဲခဲတာလဲလို့မေးတဲ့အခါဥခိဆာကီကသူ့ကိုမျိုးချပြီးအော်ဟစ်လိုက်ပါတယ်။ပူချီကိုတို့ကအောင့်သွားသလိုသူ့ခွေတွေကဖြစ်ပျက်ခဲ့တာကိုနားမလည်တာကြောင့်ယူဂျီကိုပြေးချဖို့လိုတယ်လို့ပြောခဲ့ပါတယ်။စကူလေတာကသူ့ရှိမှကျင်းအောင်ပေါ်သေးခင်ဒူးစင်ကျင်းစာတစ်ခုဖြစ်ပါတယ်။အလုံးကျင်းစာတိုက်နေကြပါမယ်။ယူဂျီကခိုးတစ်ဖို့ကြိုးစားရင်သူ့ကိုတစ်ချိန်ထဲမှာပဲစုပ်ပြစ်ပစ်လိုက်ပါတယ်။အီဆာကီကအရှိရသူခေါ်ဆောင်သွားတော့ကိုအောင့်သွားပြီးယူဂျီရဲ့လက်မောင်းကိုလိုက်ပြီးမြတ်စွာရှိတဲ့မျက်နှာများကသူ့မရဲ့ဘေးမှာပေါ်လာခဲ့ပါတယ်။အဲကြောင့်စုကူနာကသူ့တင်မယ်ဆိုတော့ဓာတ်ကြီးကိုတွန်းလှန်ဖို့သူ့အခက်ပဲမဲ့စုကူနာကသူ့18ပဲရှိသေးတယ်လို့ပါတယ်။ပြင်ရဲ့အစိတ်ပိုင်းစားများနဲ့ပြောင်းလဲသွားမှသာကျင်းတဲ့ငွေချင်းကိုမြင်မြန်တက်ပြရမှာဖြစ်ပါတယ်။နတ်ဆိုကသူမကိုမတက်ခင်တာကီနဲ့ပြပပါဆော့ကစားရင်တန်းစင်တဲ့နှလုံးကြီးကိုလွတ်ချပစ်လိုက်ပါတယ်။စွန့်ကျင်သာတိုက်ပြီးတောက်ကြီးရဲ့မျက်နှာများနဲ့ယူဂျီကခူခူစားကီကိုအော်ဟစ်လိုက်ပါတယ်။ဒါနဲ့သူ့ကိုကဲတင်ဖို့စုကူနာနဲ့ကြောင်းခွင့်ပြုပြီးမိနစ်နေခင်ကြာတော့သူကဒီကိုရှာဖို့အခွေးတွေကိုဆင့်ခေါ်တယ်ပေမဲ့ဇင်းညအောင်ကိုပြေးဆင်းသွားပါတယ်။သူမရဲ့နောက်ဆုံးလက်သေးနဲ့နီကပ်နေဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲသူမတက်ခင်ရတော့မှဝိညာဉ်ကသူ့ပေါင်ဝီကိုချွတ်လိုက်ပြီးယူကြီးကိုလက်ခုပ်တီးပြနေရအောင်တိလိုက်ရပါတယ်။ပြင်မပြုတ်ချိန်မှာဝိညာဉ်ကသူ့ကိုနေရံနဲ့ထိလိုက်ကဆွမ်းရံတားစီတစ်ခုကိုထုတ်လွတ်လိုက်ပြီးအဲ့နေရာသို့မြန်သွားခဲ့ပါတယ်။တတိလစ်သွားပြီးတဲ့နောက်မှာတရားပေါ်သို့ပြုတ်ကျခဲ့ပေမဲ့နိုးလာတဲ့အချိန်မှာတခုခုထွက်လာခဲ့ပါတယ်။သူ့လက်ချောင်းများကိုလောင်ကျွမ်းသားစီအောင်အပူချိန်ဖြစ်ယူကြီးစီတို့ချိန်သာရောက်လာခဲ့ပေမဲ့ယူကြီးကအံ့ဩမိနေပါတယ်။အဘူနီးစနစ်ကလက်ချောင်းကိုတော့မစားကျင်တော့ပဲတတိလစ်ဖို့သူ့ကိုယ်သူအင်အားကုန်ခံသွားလို့အော်နေပါတယ်။မတည်ခြင်းပေမဲ့သူ့ခန္ဓာကိုယ်ဟာနှိပ်ပါတဲ့အဆင့်မှာလွတ်ပစ်သွားတော့ကိုခူဂီဆာဂီတဘောပေါက်သွားခဲ့ပါတယ်။အဲကြောင့်ခူဂီဆာဂီဒီတစ်ခေါက်ခီထွက်နေပေနတ်ဆူကသူမကိုစားခံနေမှာရှာကသူမရဲ့ရှာကိုသူမခံစားခြင်းပဲအဲ့ချိန်ရင်းမှာပဲကျင်းသာဝိညာဉ်ကယူကြီးကိုတက်ခါနေမှာယူကြီးကသူတွေးဖူးတာတဲ့ဘွားနဲ့နေမှန်းသိပြီးယူကြီးကငိုနေပါတယ်။ဒီဘဝသူရွေးချယ်ခဲ့တဲ့ဘဝပဲဆိုတာနားလိုက်ခဲ့ပြီးသူယူဆိုင်ခဲ့တဲ့လူတွေအားလုံးကိုသူနဲ့အတူကြင်ခဲ့တာဖြစ်ပါတယ်။ဒေါ်တာကြောင့်ယူကြီးကအနှဲ့အောင်လေးတန်းကိုစတင်တက်တွင်ခဲ့ပြီးအပြင်းထန်ဆုံးကိုလွတ်နီးပါနတ်ဆိုစီတို့တော်အောင်လုံးပြေးထားခဲ့ပါတယ်။ဂျူဂျူးစုကဘာမှာတိုက်ခတ်ခဲ့ပေမဲ့အဆက်အသွယ်မရသေးချိန်မှာဖူကိုဝင်ပလေဦးတန်းကိုသူကြားလိုက်ရပါတယ်။အပြင်မှာလှုပ်ထားမှမသိတော့ယူခိုင်းလိုက်ကလွဲချော်သားမှန်တိပေမဲ့သူ့ကိုဆင့်ခေါ်လိုက်တာကိုနှောင်နှရတဲ့အတွက်တငယ်ချင်းတွေကိုတက်ပြဖို့ကျင်စာတိုက်နေဆိုတာသူဘောပေါက်ပြီးလိုက်နာဖို့တောင်းဆိုခဲ့ပါတယ်။သူပြင်မှာလမ်းလျှောက်လာရင်ကျင်စာကသူ့ကိုဖယ်ထုတ်ဖို့ကြိုးစားတော့စုကုနာကတားဖို့ယူကြီးရဲ့လက်ကိုမြောက်လိုက်ပေမဲ့ကျင်စာကစုကုနာဘလောက်ဆွမ်းထတာကိုတိလိုက်ရတဲ့အခါမှာသူကမတော်တဆအဲ့ဒါကိုပြန်လည်ထုတ်ပေးခြင်းအတွက်နောက်ရရမိဖြစ်ပါတယ်။သူ့ဘက်ကိုလှည့်လာပြီးဦးကောင်းမြေကြီးပေါ်သို့အန်ကျိတ်ကဘုချိန်ထဲကြိုးစားရမ်းပြန်ပြောခဲ့ပါတယ်။ကျင်စာတွေပြုတ်ကြလို့တရားကကိုဖယ်ထုတ်ဖို့ကြိုးစားပေမဲ့ခုနကသူ့ရဲ့လက်မောင်းကိုဆုတ်ခွာလိုက်ပြီးဆောက်ဦးပြင်းမှရှိတဲ့ရေပြင်များတို့ပြုတ်ကြကပူချီကိုတို့ကခုကီဆာကီကိုပေးခဲ့ပါတယ်ဒီလင်းနေတဲ့လောင်းကိုမတော်ဝင်ရှိသူစီရဲ့ရောက်ပို့ပြီးကိုကျိုးကိုပြန်လို့ခေါ်လာဖို့တောင်းဆိုခဲ့ပေမဲ့သူရန်ဝင်းနေမယ်လို့သူသိလိုက်ပါတယ်ဒါပေမဲ့ခုအောက်ထပ်မှာခုနကသူတို့နှစ်ယောက်ကိုလူတန်းကျင်စာအဖြစ်တတ်မှတ်ထားလေလို့တွေးနေမိပါတယ်သူတို့စွမ်းအဆင်ကွာခြားမှုတွေကြောင့်နတ်ဆိုကသူ့ရဲ့ခြေလက်ငါအားလုံးကိုပြန်ထုတ်ပြီးခုံဆင်းဖို့ကြိုးစားပါတယ်သူ့ကိုတိုက်ခိုက်ဖို့ဆင်းလာမယ်စုကုနာကျင်းစာတစ်ခုရဲ့စွမ်းနိုင်စွမ်းကိုမသိလို့ဆရာလို့ထင်ခဲ့တာလို့ပြောပြီးယူစုရဲ့စစ်မှန်တဲ့နှစ်တရားကိုပြတာဖို့ဆုံးဖြတ်လိုက်ဖြစ်ပါတယ်ခဏမှာ
နတ်ဆိုးကိုစုကုနာကအပိုင်း16ပိုင်းခွဲပြီးဖိတ်ခဲ့ပါတယ်ဒါမဲ့ကျင်းစာမထုတ်ခင်သူ့လက်ချောင်းတစ်ချောင်းကအတွင်းထဲမှာရှိနေတာကိုသိလိုက်ရတာကြောင့်သူ့ကိုခေါ်လိုက်ပါတယ်ခုပြောပြီးမှမတုံ့ပြန်တော့ပဲအပြောင်ဘောလုံးကိုတက်ပြက်ပြစ်ဖို့ပြောခဲ့ပြီးဒီချိန်မှမတုံ့ပြန်ခဲ့တော့ဖြစ်လို့ဖူချီကိုကကျင်းစာတင်နေတဲ့ဘလူးတစ်ထုံသွားတာကိုတို့ကတိလိုက်ရတာကြောင့်အုပ်ပြင်းမြတ်မှာလုံးနိုင်တာကိုပြုံးနေမိပါတယ်မိပြန်ပါတယ်ဒီကဗမာပုံးနေလေလို့တွေးတော့မိပေမဲ့မှခုနကယူဂျီဖြစ်တာကိုပြောကပေါ်လာပါတယ်ရှက်ရင်ကြီးကိုစုပ်ပြဲရင်ပြုတ်ခဲ့ရတဲ့သူ့လက်ကိုတဲ့နည်းနည်းတူပြီးဘရိုရဲ့သူ့မမရှိရဲ့ဦးသားကိုဆော့ထုတ်ပြလိုက်ပါတယ်ယူဂျီဟာသူ့နှလုံးပါပဲအသက်မရှင်နိုင်တော့တဲ့အတွက်ယူဂျီကိုဓာတ်ဆက်ကံအဖြစ်ဖမ်းထားခဲ့တဲ့ပူချီကိုတို့ကသူ့ကိုပြစ်ချခဲ့ပါတယ်ဒါမဲ့ကျင်းစာတိုက်နေတဲ့လက်ချောင်းကိုဖျက်တော့ပစ်လိုက်ပြီးသူ့ဟာတုတ်တင်ရန်တက်ဖြစ်ဖို့လုံးနေပြီလို့ဖူချီကိုတို့ကပြောပြလိုက်ပါတယ်လက်ကပြန်လဲကောင်းမွန်လာကြောင်းဖူချီကိုကတတိပြုမိပြီးပြောမဲ့ကျင်းစာများကိုအသုံးပြုနိုင်တဲ့ရှိကြောင်းပြုလိုက်ပါတယ်ကုစားဖို့နီးစနစ်ကသူ့ကိုယ်သူဖူချီကိုတို့နှလုံးသားအစ်စ်ကိုပြန်ထုတ်ဖို့တိုးရနေမှာအဲကြောင့်တိုက်ခိုက်ဖို့သူ့ကျင်းစာငတ်ကိုဟောလိုက်ပြီးစုကုနာကိုတစ်ချက်ချင်းတိုက်ခိုက်ဖို့ကြိုးစားပေမဲ့သူကစုကုနာရဲ့ကွာဝေးကိုဆက်လက်ပိတ်ဖို့ကြိုးစားနေချိန်မှာစုကုနာကသူတို့ထဲမှာတခုချင်းစီကိုလက်ကူစားရှောင်နေခဲ့ပါတယ်သူ့လက်ကိုစုပ်ကန်လိုက်ရင်ကြိုးစားရင်းနဲ့ပိုလိုကျင်းစာတိုက်တဲ့ဆွဲနေနဲ့ပူကြိုးစားဖို့ပြောပြီးအသုံးမဝင်တဲ့ရဲနဲ့ဆုံးမမှုတွေလို့စုကုနာကပြောပါတယ်ပူချီကိုကဟန်ချထိန်နိုင်ခဲ့ပြီးဗဇက်မှစုကုနာကိုဖမ်းယူဖို့အိုရချီကိုမြေမှခေါ်ယူခဲ့ပါတယ်ပူချီကိုရဲ့အမိတ်ပေးမှုကြောင့်ကျင်းစာတိုက်နေတဲ့တရိတ်ဆန်များကိုတစ်ချိန်တည်းမှာစတင်တိုက်ခိုက်ရပေမဲ့စုကုနာကဒဆာဘရန်ကိုချေမွန်းလိုက်ပြီးပေါ်လာခဲ့ပါတယ်စုကုနာကသူ့ကိုဝေးပစ်ပေါက်လိုက်တာစုကုနာကသူ့ကိုဝေးကိုပစ်ပိုက်လိုက်တာကြောင့်သူ့အုံနောက်ကတိုက်ခိုက်မှုကိုမလုပ်ဆောင်နိုင်ခင်မှာပူချီကိုရဲ့နောက်ကနေဒီထဲကိုခုန်ဆင်းသွားပါတယ်